မျိုးသမီးတယောက်ကသူ့ရဲ့သမီးလေးကိုပုံမှန်ဆေးစစ်ဖို့အတွက်ဆေးရုံကိုခေါ်လာခဲ့တယ်။ဒါပေမဲ့ဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာသူအယမ်းလန့်သွားတာပဲ။ဘာလို့လဲဆိုတော့အဲ့ဒီဆရာဝန်ကလွန်ခဲ့တဲ့9နှစ်ကသူ့ရဲ့ရီးစားဟောင်းခင်နေလို့လေ။အဆန်းဆုံးကဘာလဲဆိုတော့သူကဆရာဝန်ရဲ့ရှေ့တဲထဲမှာရက်နေတာတောင်အဲ့ဒီလူကသူ့ကိုမမှတ်မိဘူး။သူ့ရှေ့ကကလေးမလေးဟာသူ့ရဲ့အရင်ကောင်းကြားသမီးလေးဆိုတာကိုလည်းသူမသိရှာဘူး။တကယ်တော့လွန်ခဲ့တဲ့9နှစ်ကဒီအမျိုးသမီးဟာကီလို200လောက်ရှိတဲ့ဝဝဖိုင်ဖိုင်မင်းကလေးတစ်ယောက်ပေါ့။အဲ့ဒီတုန်းကသူကအယမ်းချမ်းသာတဲ့တထေးသားလေးတစ်ယောက်နဲ့တိတ်တိတ်ပုံတွဲခဲ့တာ3နှစ်လောက်ရှိပြီ။သူကတော့သူ့ရဲ့စစ်မှန်တဲ့အချစ်ကြောင့်အဲ့ဒီလူကချစ်တာလို့ထင်နေတာ။ဒါပေမဲ့တနေ့မှာသူကိုဝင်ရှိနေပြီဆိုတဲ့အကြောင်းပြောကြီးသွားပြောမဲ့အချိန်မှာအဲ့ဒီလူကသူ့တငယ်ချင်းနဲ့စကားပြောနေတာကိုမတော်တဆကြားလိုက်ရတယ်။အဲ့ဒီလူကဒီမိန်းကလေးကိုအပျော်တွဲနေတာပါခဏနေရင်နိုင်ငံခြားသွားတော့မှာဆိုပြီးပြောနေတာ။ဒါနဲ့ပဲသူစိတ်နာပြီးအဲ့ဒီလူဘဝထဲကနေထာဝရပျောက်ကွယ်သွားဖို့ဆုံးဖြတ်လိုက်ပြီးကလေးကိုတယောက်တည်းမွေးခဲ့တယ်။စိတ်မကောင်းစရာကအာဟာရမပြည့်စုံတာကြောင့်အမွာတွေကတယောက်ပဲအသက်ရှင်နေပြီးအဲ့ဒီကလေးကလည်းမွေးရပါနှလုံးရောဂါပါလာခဲ့တယ်။သူ့သမီးလေးကိုကဲဖို့အတွက်သူက3လအတွင်းဝိတ်တီအကုန်ချလိုက်တာအရန်လာတဲ့မိန်းကလေးတယောက်ဖြစ်သွားရောအလုံးမှလည်းတော့နာမည်ကြီးဒီဇိုင်နာတယောက်ဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့ကန်ဂျမာကမျက်လက်ပြတယ်လို့ပဲသမီးလေးကိုစေယုံပြဖို့သွားရင်းနဲ့နိုင်ငံခြားကနေပြန်လာတဲ့အဲ့ဒီရီးစားဟောင်းနဲ့ပြန်ဆုံတာပဲ။သူကနာမည်ရောရုပ်ရည်ရောအကုန်ပြောင်းထားတော့အဲ့ဒီလူကလုံးဝမမှတ်မိဘူး။ဒါပေမဲ့အဲ့ဒီအမျိုးသမီးမသိတာတခုကအဲ့ဒီလူဟာဒီနှစ်တွေတစ်ချောင်းလုံးသူ့ကိုလိုက်ရှာနေခဲ့တာ။အစတုန်းကတော့အပျော်တွဲခဲ့တာမှန်ပေမဲ့ဒီမိန်းကလေးရဲ့ရိုးသားဖြူစင်မှုကသူ့ကိုတကယ်အချစ်ပေါက်သွားစေခဲ့တာလေ။သူပြန်လာချင်းမှတော့ကျောင်းကသူငယ်ချင်းတွေနဲ့ဆုံပြီးဒီမိန်းကလေးအကြောင်းလိုက်ဆုံစမ်းသေးတယ်။အဲ့ဒီမှာတင်ပြဿနာကစတာ။ဆရာဝန်ကိုကြိတ်နေတဲ့အမျိုးသမီးရဲ့အလုပ်ရှင် boss ကသူတို့နှစ်ယောက်ဆုံနေတာကိုမြင်သွားပြီးမနာလိုဖြတ်သွားတယ်။ဒါနဲ့အမျိုးသမီးကိုအလုပ်ထုတ်မယ်ဆိုပြီးချင်းချောက်သွားတာပေါ့။အဲ့ဒီစိတ်ဖိစီးမှုတွေကြားမှာအမျိုးသမီးကခြေထောက်ခောက်ပြီးလဲသွားရောဆရာဝန်ကအိတ်လိုက်ပို့မယ်ဆိုတာကိုသူကညင်းပေမဲ့ဆရာဝန်ကဇွတ်အတင်ပွိတ်ချပြီးကားပေါ်တင်သွားတာဒါကိုကြည့်ပြီး boss ကတော့ဒေါသတွေထွက်ပြီးဒုက္ခပေးဖို့ကြံစီတော့တာပေါ့ကားပေါ်မှာဆရာဝန်ကကျွန်တော်တို့အရင်ကစုံဘူးလားလို့မေးပေမဲ့အမျိုးသမီးကမသိဘူးလို့ပဲညင်းခဲ့တယ်ဒါပေမဲ့ဆရာဝန်ကတော့သူ့ကိုတန်တရားရှိနေပြီလေနောက်ရက်မှာတော့ boss ကဘိုင်းနာအောင်လုပ်တော့တာပဲသူကဆရာဝန်ရဲ့ရီးစားပါဆိုပြီးလိန်ဖြိုးတုံတင်မကဘူးညာမိုးချုပ်ကြည့်မှာပစ္စည်းအလေးကြီးတွေကိုကိုတောင်သွားပို့ခိုင်းတယ်အမျိုးသမီးကသူ့သမီးလေးအိမ်မှာကြောက်ထဲမှုမသွားချင်ဘူးပြောတာတော့အလုပ်ထုတ်မယ်ဆိုပြီးအတင်းလွတ်လိုက်တာအပြန်လမ်းမှာကားဆရာကမကောင်းတဲ့မျက်လုံးနဲ့ကြည့်နေတာကိုရေးမိတော့သူကပပနတ်နတ်နဲ့ယောက်ျားလေးလာနေပြီးဂိတ်ပေါက်မှာစောင့်နေတော့ဆိုပြီးဖုံးဖြိုးကျင်အောင်စောင့်လိုက်တယ်။ဒါပေမဲ့အိမ်ရောက်လို့ဘယ်သူမှမရှိတာသိသွားတဲ့အခါအဲ့ဒီကားသမားကသူ့ကိုအတမကျင့်ဖို့ကြိုးစားတော့တာပဲ။အဲ့ဒီအချိန်မှာဆရာဝန်ကကွက်တီရောက်လာပြီးသူ့ကိုကဲလိုက်တယ်။ကားသမားကိုလည်းထိုးကြည့်ပြီးရဲလံအပ်လိုက်တာပေါ့။ဒါတွေကိုကြည့်ပြီးအမျိုးသမီးကတော့တကယ်ကိုစိတ်လှုပ်ရှားပြီးဝမ်းတာထစ်သွားရတယ်